လိုင်းသားရဝေးပြင်းကွေးနဲ့မှာနော်ကောင်လေးတယောက်ဘလို့ထွက်ပြေးလာရလဲဆိုတဲ့ဘဝကိုပြောပြမယ်နော်အဲ့တော့ကျွန်တော်တို့ကောင်လေးကပန်းတနော်မြို့နယ်အပိုင်ထဲမှာဖြစ်တယ်နော်တောရွာတရွာကောင်လေးအဲ့ကောင်လေးကကျွန်တော်တို့လိုင်းသားရကိုအလုတ်တက်လို့ဖို့ဆိုပြီးတက်သွားတာအဝေးပြေးကွင်းလဲကြလဲကြရောခုနကျွန်တော်ပြောထားတဲ့မနေ့ကဗီဒီယိုဖိုင်ထဲမှာပြောထားတဲ့အတိုင်းပဲသူတို့ကခရီးသည်ဘယ်သွားမလို့လဲဘယ်လာမလို့လဲမေးတဲ့အဖွဲပေါ့မေးတဲ့ခါကျတော့သားကတဲ့ညီလေးကတဲ့ဒီလိုင်းသားမှာအလုတ်လို့ဖို့လို့သူကပြောလိုက်တာမအူမလဲဒီခံရတယ်နော်အလုံးလို့ဖို့ပြောလိုက်တဲ့ခါကျတော့အဲ့ကောင်လေးကလိုင်းသားမှာအလုံးလို့ဖို့ပြောတဲ့ခါကျတော့သူတို့ကညီလေးတဲ့မင်းနဲ့အလုရှာရမှာနဲ့နေဖို့စားဖို့ခက်ခဲရှိတယ်ပေါ့အဲ့တော့လောက်တစ်ခုရဖို့ကမလွယ်ဘူးမပြုတ်ဘူးသူတို့ကခက်ခဲတွေပြောပြပြီးတော့အဲ့တော့ကိုကြီးတို့လက်ဖေးဆိုင်မှာတဲ့လူလိုနေတယ်တဲ့ဇေငိမ့်နဲ့စားဖို့လည်းမပူရဘူးနေဖို့လည်းပေးတယ်ပေါ့နော်တစ်လောက်ဇေငိမ့်၄သိန်းဆိုပြီးတော့အဲ့လိုပြောတော့ကောင်လေးကိုဆွဲတဲ့ခါကောင်လေးကလောလောဆယ်ဒါကလုံနိုင်တဲ့အနေအထားဖြစ်သွားတာမနော်အဲ့နဲ့ကောင်လေးကလက်ခံလိုက်တာလက်ခံတော့အဲ့ဒါဆိုလို့ရှိရင်အကူဆိုင်ကိုလိုက်ခဲဆိုပြီးတော့ကားနဲ့ခေါ်သွားတယ်နော်ကားနဲ့ခေါ်သွားတယ်အဲ့လိုသူလိုက်မယ်လို့ပြောတဲ့အချိန်မှာအကောင်တွေကဘယ်နှယောက်ဖြစ်လာဆို3-4ယောက်ဖြစ်သွားတယ်နော်3-4ယောက်အစုဖွဲ့ဖြစ်လာတယ်ဖြစ်လာတော့အဲ့ကောင်တွေ3-4ယောက်ကနေကားပေါ်ခေါ်တင်ပြီးတော့အဲ့ဒါခေါ်သွားလေရဲ့ခေါ်သွားဟိုလဲကြောက်လဲရောက်တော့အခန်းတစ်ခန်းနဲ့ရောက်သွားတယ်နော်လက်ဖေးဆိုင်မဟုတ်တော့ဘူးလက်ဖေးဆိုင်မဟုတ်ပဲအခန်းတစ်ခန်းနဲ့ရောက်တော့ကောင်လေးကအကိုပေါ့ကျွန်တော်လက်ဖေးဆိုင်လို့ပြောတယ်ပေါ့နော်လက်ဖေးဆိုင်ဆိုပြီးအခုဘယ်ကိုခေါ်လာတာလဲပြောတယ်ပြောလဲပြောဟိုလဲရောက်အဲ့မှာသူတို့မှာဆရာရှိတယ်ဆရာဘောမှာကောင်လေးတယောက်ကျွန်တော်တို့မှာခေါ်လာတယ်လို့ပြောတယ်ပြောတဲ့ခါကျတော့အဲ့နဲ့အကိုလည်းလက်ဖေးဆိုင်ဆိုပြီးကျွန်တော်ဘယ်ခေါ်လာလဲဆိုတော့ကွာတဲ့မင်းကလည်းနေပါအောင်ကွာတဲ့အေးဆေးဘောတဲ့မင်းဒီမှာနေကြလည်းမပူစားကြလည်းမပူပေါ့ဆိုပြီးသူ့ကိုစီးယုံတာပေါ့နော်စီးယုံတာလက်ဖေးဆိုင်မဟုတ်တော့ဘူးမဟုတ်တဲ့အခါကျတော့အဲ့ချက်မှာ तू ကနေတဲ့ချက်မှာမိမကြီးတယောက်ဝင်လာတယ်မိမကြီးတယောက်ကကောင်လေး3ယောက်ဆိုတော့10ကျော်တက်တယ်ကျော်ဖို့အေးလေးတယောက်တလုံးစီနဲ့ကောင်လေး3ယောက်ဝင်လာတော့ကောင်မအဲ့ဒီမိမကြီးကအဲ့ဒီသူတို့ဆရာဆိုတဲ့လူနဲ့စကားသွားပြောနေပြောတဲ့အချိန်မှာကောင်လေး3ယောက်ကို तू တူတူလေးမေးလိုက်တယ်ဟဲ့မင်းတို့ဘယ်သွားမလို့လဲဘာလို့မလဲဆိုကျွန်တော်တို့လော်ဘာချန်ပို့မလို့ဆိုခေါ်လာတယ်တဲ့လော်ဘာချန်မှာလှုပ်ရမယ်ဆိုခေါ်လာတယ်နော်ဒါပေမဲ့ဒီကောင်လေးကရိပ်မိသွားပြီသူတို့ဆရာသမားကသူ့စီယုံပြီလက်ဖေးဆိုင်မဟုတ်တော့ဘူးနော်တခြားအဖွဲ့စည်းတဲ့ကိုစီယုံတဲ့ကောင်လေးကတိသွားပြီတိသွားရှင်မနေပါဘူးကျွန်တော်စဉ်းစားအောင်မယ်ဘာညာဆိုပြီးအချိုတက်ပြီးနေတဲ့ချိန်မှာဒါပေမဲ့ခုနကသူ့ဘေးနားမှာခေါ်လာတဲ့ကောင်လေး3-4ယောက်4-5ယောက်ကပတ်ချလဲဝိုင်းထားတယ်နော်ဝိုင်းထားတဲ့အချိန်မှာသူကမိမကြီးကအဲ့သူတို့ခေါင်းဆောင်နဲ့စကားပြောတဲ့အချိန်မှာအောင်လွဲနေတဲ့အချိန်မှာကောင်လေး3ယောက်ကလည်းသူနဲ့ဆို4ယောက်ပေါ့ကောင်လေး3ယောက်ကလည်းဘာမှမသိသေးဘူးအဲ့ချိန်မှာအဲ့တိုင်းသူကစက်ကနေသူထွက်ပြေးတာထွက်ပြေးကောတခါတည်းအဲ့ဒီသူတို့ဝိုင်းထားတဲ့အကောင်လေးနဲ့သူ့ကိုအင်ကြီးကိုဆောင်းဆွဲလိုက်တယ်အင်ကြီးကိုမိသွားတယ်မိပေမဲ့ဒီကောင်ကပြေးတဲ့အချိန်မှာလွတ်သွားတဲ့အချိန်မှာထွက်ပြေးတာဘယ်ကိုပြေးလဲဆိုကားလမ်းမပေါ်ထွက်ပြေးတယ်ကားလမ်းမပေါ်ထွက်ပြေးတဲ့အချိန်မှာသူတို့ကအနောက်ကနေပြီးတော့ကားနဲ့လိုက်တဲ့အချိန်မှာဒီကောင်ကကားလမ်းမပေါ်မှာပြေးတယ်ကောင်နဲ့ကားနဲ့လိုက်တော့ချောင်းနဲ့ခုန်ဆင်းတယ်ချောင်းနဲ့ခုန်ဆင်းပြီးတော့ချောင်းတစ်ဖက်ကောင်ကူးသွားတယ်သူ့မှာလည်းအမိုက်တွေပေါ့နော်အမိုက်သရိုက်တွေနဲ့သူ့ခန္ဓာကိုယ်မှာခေါင်းတွေရောခန္ဓာကိုယ်တွေမှာအမိုက်တွေနဲ့ချောင်းလဲကူပြီးတော့ဟိုဘက်ကားလမ်းကိုရောက်ကောဒါသူပြောတဲ့အတိုင်းကျွန်တော်ပြောတာနော်ဟိုဘက်ကားလမ်းလဲရောက်ကောစိုက်